ဒီနေရာမှာလှတဲ့မိန်းကလေးတွေအခွန်ပေးရတယ်ပိုလှလေအခွန်ပိုများလေပဲရိုးရိုးအလှကင်းလို့ခွင့်ရှိတယ်အိုနိုကလေးဘွားတွေကအရန်လှလို့အမြဲအထူးမျက်နှာသာပေးခံရတယ်တန်းအိုးကွဲလိုက်တဲ့အခါဘယ်သူမှမစုပဲနှစ်သိမ့်နေတယ်ကောလိပ်တုံးကထမင်းပုံမှန်ခွဲရှင်းပေးမယ်အိုနိုလှတဲ့အတွက်လူတိုင်းသူ့အတွက်ပြီးဖို့လှုပ်ကြတယ်အိုနိုအလုတ်စားလို့တော့အမှားတစ်ခုလုပ်နေတယ်တတိကပထမဒေါသထွက်ပြီးပဲမျက်နှာမြင်တာနဲ့ချက်ချင်းစိတ်ပြော့သွားတယ်ရှောင်းရီလောက်ဖို့ကင်ဖတ်နေတဲ့အပြင်ထမင်းစားရင်ပုံမှန်အစားစားမှာပြီးပဲစပွဲထိုးတွေကအမြဲအချိုးပွဲအလကားပြီးတယ်ဒီနေ့မှာတော့မူဝါဒအသစ်တစ်ခုကသူ့ဘဝကိုပြောင်းလဲစေခဲ့တယ်အစိုးရကလှပတဲ့အမျိုးသမီးတွေအခွင့်အရေးများအလှပအခုတောက်ခံမှုဆုံးဖြတ်လိုက်တယ်နောက်တစ်နေ့ရှောင်းရီနဲ့လုပ်ဖို့ကင်ဖတ်တွေပုံမှန်အတိုင်းအပြင်မှာထမင်းစားကြတယ်၃ယောက်စလုံးအစားတောက်တစ်မျိုးတည်းမှာပြီးလုပ်ဖို့ကင်ဖတ်2ယောက်ကတစ်ယောက်1000ရန်စီပေးတယ်ရှောင်းရီပတ်စံရှင်တော့စက်ကအတန်ပြီးသူ့ကိုအလှပကြီးအဖြစ်တွေ့ရှိတာ20ရာခိုင်နှုန်းအလှပအခွန်ထပ်တောင်းတယ်ရှောင်းရီဒီမတရားမှုမကြိုက်ရေတန်းတစ်ခုအတွက်တော့20ရာခိုင်နှုန်းပို့ပေးရလာစားတွေကလည်းအဲ့ဒီအတိုင်းဖြတ်တောက်ခံရလို့အယံမကြည့်နိုင်ဘူးဒါကြောင့်သူမအလှအပအခွန်ဆန့်ကျင်ဆန္ဒပြပွဲမှာပါဝင်ခဲ့တယ်ဝန်ထမ်းတစ်ယောက်ကဒီမှာလှပသူအများကြီးရှိပေမဲ့မင်းအလှကအခွန်တတ်မှတ်ချက်နဲ့ကိုက်ညီပြီးနိုင်ငံအနှံ့အပြားကအတိအမှတ်ပြုထားတဲ့ပထမတန်းစားအလှပကြီးပဲလို့ပြောတယ်ဒါကြတော့အိုနိုတကေးပြောရွှင်သွားပြီးအလှအပအခွန်ကိုမဆန့်ကျင်တော့ပဲအလှအပတန်နမန်အနေနဲ့ TV မှာတောင်ပါဝင်ခဲ့တယ်သူမပိုလူကြိုက်များလာပြီးတွားလီယာအာယုံစူးစိုက်မှုရခဲ့တယ်စာချုပ်ချုပ်ဆိုတော့တထေးတုံဆိုင်နေတာအိုနိုကသပင်ပြစ်တင်လိုက်ုံနဲ့တစ်ဖက်လူညင်းမရတော့ပဲချက်ချင်းလက်မှတ်ထိုးလိုက်တယ်ရှောက်ရီအထူးအာယုံစိုက်ခံရတဲ့ဘဝပျော်ရွှင်နေတော့တနေ့မှာတော့သူ့ထပ်ပိုလှတဲ့ကောင်မလေးတယောက်ကုမ္ပဏီရောက်လာတယ်သူ့အလှအပအခွန်25ရာခိုင်နှုန်းထိရှိပြီးလူတိုင်းအာယုံသူ့စီရောက်သွားတယ်လို့ရှောက်ရီပြိတ်သက်တွေတောင်သူ့ကိုဆွဲဆောင်ခံရတယ်သူမကအတွင်းရေးမှုယုံကလီစီပဲရှောက်ရီဒါကိုလက်မခံနိုင်ပဲလီစီထပ်ပိုလှအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်ယူသွက်စွာလီကျင်ကန်းစလို့ဈေးအကြီးဆုံးမျက်နှာပေါင်းတင်ခန္ဓာကိုယ်ပုံဖော်ဖို့ယောဂကျင့်အစီကြဖို့စင်စက်မပြတ်ပြီးပြင်းထန်တဲ့လက်ဝဲတောင်ထိုးခဲ့တယ်မရက်မနာစူးစမ်းပြီးနောက်သူ့အလှအပအခွန်ကူရီကိုကြော်က30ရာခိုင်နှုန်းထိရောက်သွားတယ်အောင်ပွဲပျော်ရွှင်မှုမှာနင်မျောနေတာကြောင့်ရှောင်းကြီးကလုတ်ဖို့ကင်ဖက်တွေရဲ့စိုးရိမ်တဲ့အကြည့်ကိုတတိမထားမိဘူးမြင်မာတဲ့အလှပအခွန်ကြောင့်သူ့မှာပတ်စံမရှိတော့ပဲစုဆောင်းထားတဲ့ငွေ2ရွမ်ပဲကျန်တယ်ဒါပေမဲ့လီစီကိုအနိုင်ယူပြီးအလှဆုံးအမျိုးသမီးဖွဲ့ပြန်ရခဲ့တာကိုတွေးပြီးပျော်နေတော့မယ်သူမမမျှော်လင့်တာကတော့လီစီရက်နေငယ်အတွင်း plastic surgery လုပ်ခဲ့တာပဲဒါပေမဲ့ပူလှအောင်လုပ်ခဲ့တာမဟုတ်ပဲရှေ့သွားထွက်နေတဲ့ရုပ်ဆူးကောင်မလေးအဖြစ်ပြောင်းလဲခဲ့တာပေါ့